ခောက်ဆွဲပူပူလေးကိုအတူတူစားရင်ဇနီးဖြစ်သူစူဝမ်ကမင်းအရင်တုန်းကဘလို့ဘဝမျိုးနဲ့ဖြတ်တန်းခဲ့ရတာလဲလို့ဂယုတစိုက်မေးမြန်းလိုက်ပါတယ်လူယွမ်ကလက်မတန်းရတွေနဲ့ခောက်ဆွဲကိုကိုင်ရင်ငငယ်တုန်းကဆိုရင်စားစရာဟင်းကြံတော့မရှိခဲ့ပါဘူးလို့အတိတ်ကိုပြန်ပြောင်းပြောပြခဲ့ပါတယ်နောက်တော့လူကောင်းတစ်ယောက်ကကျွန်တော်ကိုထမင်းတနက်ကျွေးခဲ့ဘူးတဲ့အဲ့ဒီကျေးဇူးကိုဒီနေ့ထိမမေ့ပါဘူးလို့ပြောလိုက်ရစူဝမ်ကအဲ့ဒါဘာတူလဲလို့မေးလိုက်ပါတယ်စူဝမ်ကလူယွမ်ရဲ့လက်ကိုကိုင်လိုက်ပြီးဒါကြောင့်ပဲမင်းစူအိမ်တော်မှာသုံးနှလုံးလုံးအနိုင်ကျင့်ခံပြီးတိခံခဲ့တာပေါ့နောက်ဆုံးမကူညီနိုင်ရင်တော့မငင်ခံပါနဲ့တော့လို့အားပေးလိုက်ပါတယ်လူယွမ်ကအချို့အရာတွေကိုတီးခံလိုက်ရင်ပြီးသွားတာပါပဲလို့တင်းငိမ့်စွာဖြေကြားခဲ့ပေမဲ့စူဝမ်ကတော့သူ့အတွက်အယံဝမ်းနဲ့ပေးနေခဲ့ပါတယ်အဲ့ဒီအချိန်တကားပြင်ပမှာတော့ရောက်ခမကြီးကသူတို့နှစ်ယောက်စကားပြောနေတာကိုတကားကြားကနေခိုးနှားထောင်နေခဲ့ပါတယ်လူယွမ်ပြောလိုက်တဲ့ငငယ်တုန်းကစားစရာဟင်းကြံတော့မရှိခဲ့ဘူးဆိုတဲ့စကားကိုကြားသွားတဲ့ရောက်ခမကြီးဟာတခုခုကိုတတိယသွားသလိုအံ့အားသင့်သွားခဲ့ပါတယ်အဲ့ဒီနောက်ရောက်ခမကြီးဟာသူ့အခန်းထဲပြန်ပြေးသွားပြီးဗီရိုအောက်ခြေကဟောင်းနှမ်းနေတဲ့တန်တက်တာလေးကိုအစတိုက်ထုတ်ယူလိုက်ပါတော့တယ်တက်တာတွေကတပ်ပုံဟောင်းတွေကိုစစ်စစ်ကြည့်ရှုရင်းရှာဖွေလိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်များစွာကကြောင်းရှိမှရိုက်ထားတဲ့အမှတ်တရတပ်ပုံတစ်ပုံကိုတွေ့ရှိသွားခဲ့ပါတယ်အဲ့ဒီတပ်ပုံထဲမှာတော့ငယ်ရွယ်စဉ်ကလူယွမ်ရဲ့ပုံပါဝင်နေခဲ့ပါတယ်ရောက်ခမကြီးရှာဖွေနေခဲ့တဲ့ကျေးဇူးဆက်ချင်နေခဲ့တဲ့လူငယ်လေးဟာသူ့အိမ်မှာနှိမ့်ချခံနေရတဲ့တမက်ဖြစ်သူလူယွမ်များဖြစ်နေမလားနောက်ဆက်တွဲတွေကိုကြည့်ဖို့ follow လေးလုပ်ထားကြအောင်နော်